ကအဖြူရောင်စင်းကြောင်းလေးတွေကလရောင်ကိုထင်ဟပ်စေပြီးအမှောင်ထဲမှာပိုမြင်အောင်ကူညီပေးပါတယ်။ချင်းသေးတွေရဲ့ခြေသေးတွေဟာ3 လက်မခွဲ9 စင်တီမီတာအထိရှည်နိုင်ပြီးအထဲကိုပြန်သွင်းထားနိုင်ပါတယ်။ချင်းသေးတွေဟာအုပ်စုဖွဲ့နေထိုင်ကြပြီးချင်းသေးအုပ်စုတစ်ခုမှာအမ10ကောင်ကနေ15ကောင်ဝန်းကျင်နဲ့အထိ1ကောင်ကနေ4ကောင်ထိရှိတတ်ပါတယ်။အုပ်စုတွေကအမတွေဟာသွေးချင်းတော်ဆက်ကြပြီးတစ်သက်လုံးအတူနေကြပါတယ်။သူတို့ဟာအုပ်စုရဲ့အဓိကအမဲလိုက်သမားတွေဖြစ်ပြီးသားပေါက်တွေကိုလည်းအတူတူထိန်းချောင်းကြပါတယ်။အထီးများဟာအုပ်စုရဲ့နယ်မြေကိုကာကွယ်ရပါတယ်။ပြင်ပကအထီးတစ်တွေလာတိုက်ခိုက်တဲ့အခါရှုံးနိမ့်သွားရင်အရင်ဘရင်ဟာနယ်မြေစွန့်ခွာရပြီးအတိတ်ရောက်လာတဲ့အထီးကအရင်အထီးရဲ့သားပေါက်လေးတွေကိုတပ်ပစ်လေရှိပါတယ်။ချင်းသေးတွေဟာညဘက်နဲ့မိုးလင်းခါနီးချိန်တွေမှာအမဲလိုက်ရတာကိုပိုနှစ်သက်ပါတယ်။ချင်းသေးအမတွေကဝိုင်းပတ်ပိတ်ဆို့ပြီးအလေးအငိုက်ဖမ်းတတ်ကြပါတယ်။အောင်မြင်မှုနှုန်းဟာအုပ်စုလိုက်ဆိုရင်30အထက်ရှိပါတယ်။ချင်းသေးတွေဟာအစားအစာအနေဖြင့်မြင်းစင်ကြားတောဝက်သမင်ကျွဲရိုင်းနဲ့တခါတရံစင်ပေါက်စတွေကိုစားပါတယ်။ချင်းသေးတစ်ကောင်ဟာတစ်ထိုင်ထဲမှာအသား40ကီလိုဂရမ်ပေါင်90နီးပါးအထိစားနိုင်ပါတယ်။ထို့အပြင်အမြဲတမ်းချင်းသေးအထီးတွေကအရင်ဆုံးစားရပြီးမှချင်းသေးအမတွေနဲ့ကလေးတွေကစားရတာပါ။ချင်းသေးတွေဟာတောထဲမှာဆိုရင်12ကနေ14နှစ်အထိနေရပြီးဘေးမဲ့တောတွေမှာဆိုရင်အနှစ်20ကျော်အထိနေနိုင်ပါတယ်။ချင်းသေးတွေရဲ့ကိုယ်ဝန်ဆောင်ကာလဟာ110ရက်3လခွဲခန့်ကြာမြင့်ပြီးတစ်ခါမွေးရင်3ကောင်ကနေ4ကောင်အထိမွေးတတ်ပါတယ်။သားပေါက်လေးတွေကိုအုပ်စုထဲကချင်းသေးအမတွေအားလုံးကဝိုင်းဝန်းတို့ပြုစုကြပါတယ်။ချင်းသေးတွေဟာအပြင်းကြီးသူတွေလည်းဖြစ်ကြပါသေးတယ်။ဘာလို့လဲဆိုတော့ချင်းသေးတွေ